ပပိုးရဲ့ချစ်ပေါ်မြင်နာမည်ကြီးရဲ့ဆိုတော့ပပိုးဟာအခြေရင်းနဲ့အိမ်ကြောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခန်းစားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ပပိုးဟာသူ့ရဲ့လက်ရှိအသက်35နှစ်အရွယ်မှာတခြားသူတွေဆိုလို့ရှိရင်ကလေး2ယောက်နဲ့အိမ်တော်ပြုတ်နေကြပြီဖြစ်ပေမဲ့သူကတော့အချစ်ကစစ်မစစ်ကိုစဉ်းစားနေတုန်းပဲပြောပါတယ်။ငါချစ်ရင်ကောင်းမလားမကောင်းဘူးလားဆိုပြီးတော့လေခြီတုံချတော့ဖြစ်နေပုံကိုရည်စရာလေးနဲ့ပြောခဲ့ပါတယ်။ဒါအပြင်သူကငယ်သေးတာဆိုတော့လေပပိုးတို့စဉ်းစားရအောင်မယ်လို့ပြောဆိုနေတာဟာသူ့ရဲ့အသက်35နှစ်အရွယ်ကိုရည်ညွှန်းပြီးရဲ့နောက်မှာဟာတနော်ပြီးပြောလိုက်တာဖြစ်တာကြောင့်ပရိသတ်တွေကြားမှာရင်မောတန်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ပပိုးကပရိသတ်တွေစားနှောက်နေတဲ့အနေနဲ့ယောက်ျားယူလို့ရှိရင်ပရိသတ်တွေကပိုတို့လင်မယားကိုလှုပ်ကျွေးမှလည်းမဟုတ်ပဲနဲ့မယူတော့ဘူးလို့လည်းရင်မောပြီးပြောဆိုခဲ့ပါသေးတယ်။ကိုယ့်ဟာကိုယ်ပဲစားရမှာဆိုတော့ကိုယ့်ဟာကိုယ်ပဲစားရှားတော့မယ်တော်ပြီလို့ပြောဆိုပြီးအိမ်ထောင်ရေးကိစ္စကိုမတွေးပဲထားတယ်ဆိုတာကိုအရှုံးပေါက်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ပပိုရဲ့ဒီလိုပိုးပွင့်လင်းလင်းပြောဆိုမှုအပေါ်မှာချစ်ခင်သူတွေကတော့ပွင့်လင်းလိုက်တာဆိုပြီးတော့ချီးကျူးနေကြတယ်လို့မုန်းကြသူတွေကတော့အပိုတွေပြောနေလိုက်တာနာမည်နဲ့လိုက်တယ်လို့ဝေဖန်နေကြပါတယ်ပရိသတ်ကြီးတို့ရောပပိုတကယ်ယောက်ျားယူမယူဘယ်လိုထင်ကြသလဲမှတ်ချက်လေးတွေရေးသားပေးခဲ့ကြပါဦးနော်